Hello အားလုံးပဲမင်္ဂလာပါအန်နာပါဒါကတော့ Strawberry Obi Part 2ပဲဖြစ်ပါတယ် Part 1မှာကျတော့လေ subscriber တယောက်ပဲရတယ်ကွယ်ပေါ့အန်နာနဲ့တူတူစော့ချင်လိုက်ပြီးတော့ subscribe လုပ်ပေးပါနော်ပြီး comment မှာကိုယ့်ရဲ့ account နာမည်ကိုရေးခဲ့ပါနော်ခုကကျတော့ comment မှာလည်းမရှိခဲ့ဘူးကွယ် subscribe ကလည်းတယောက်ပဲပြီးတော့ like ကတော့3ကိုပဲဆိုတော့ကျတော့အန်နာရဲ့ TikTok fan တွေက YouTube ကြည့်ဖို့ထင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့အန်နာ TikTok မှာကျတော့ K ကျော်ရေပေါ့နော်ခုကကျတော့တက်က3ခုလဲဆိုတော့အန်နာတော့စိတ်တက်ကြသွားပါပြီစိတ်တက်ကြနေပါတယ်ပေါ့နော်အဲဒီပထမဆုံး subscriber တယောက်ကိုအရန်ကိုကျေးဇူးတင်ပါတယ်အဲဒီပထမဆုံး subscribe လုပ်ထားတဲ့ subscriber လေးပေါ့နော်ဒီ part 2ရဲ့ comment အောက်လေးမှာ hi ခဲ့ပေးပါအောင်လို့ပေါ့နော်အတူတူစော့ပေးရှင်လို့ပါလို့အဲ့ဒါလေးပြောရှင်ပါတယ်အနာကစော့တက်ပါတယ်အဲ့လောက်လည်းသိပြီးစော့တက်တာလည်းမဟုတ်ပါဘူးဟောအနာမစော့တက်ရင်လည်းပြောပေးကြပါလို့နော်ခုကကျတော့ comment မှာလည်းမရေးပေးကြဘူးပြီးတော့ subscriber လည်းတယောက်ပဲဆိုတော့လေအနာလည်းစော့တက်ပါတယ်အဲ့လောက်ကတော့တခါတလေလေးမှားတာလည်းပဲရှိတာလို့ဆိုလို့ရှိရင်ခွဲခြားဆက်ဆံကြရပေါ့နော်အန်နာလေးရပါတယ်ပေါ့နော် subscribe လေးလုပ်ပြီးသွားပါဦးလို့ပဲပြောတာပါအန်နာလေးအဲ့လိုလည်းမဟုတ်ပါဘူးကိုခါကျတော့တခြားလိုတော့စော်ပြရတဲ့သူတွေကိုကျတော့ပေါ့နော်ဝင်းရံပြီးတယ်အန်နာကိုကျတော့ဝင်းမရံမဝင်းရံပေါ့နော်ခွဲခြားဆက်ဆံတာလိုပဲပြောလိုက်ပြမှာပေါ့နော်အန်နာလေးလူပါပဲလူပါလည်းစိတ်ရှိတာပဲလေနော်အကြောင်းမို့အန်နာကိုလည်းအားပေးကြပါအောင်လို့ပေါ့နော် like လေးတစ်ခုပေးလိုက်တာတော့ဘာမှမဖြစ်သွားတော့ဘူးလို့ထင်ပါတယ် like လေးနဲ့ subscribe လေးပဲလုပ်ပေးပါပါပြင် comment အောက်မှာကိုယ့်ရဲ့နာမည်လေးရေးခဲ့ပါတော့ဘာ OBI လေးစော့ပြမလဲဆိုတာပို့လဲရေးခဲ့ပေးကြအောင်ပေါ့နော်ကဲပြောပြီးသွားပြီဆိုအားလုံးပဲနောက်ဗီဒီယိုမှာတွေ့မယ် part 3 ကျန်သေးရဲ့ bye bye